မြတ်စွာဘုရားသခင်ကိုရောမြတ်ကလည်းတရားဟောတော့မယ်ဆိုမဟောခင်ဘာပြောတော့ဆိုလို့ရှိရင်တာဓုကံသူနောထမနတိကရောထသူနောထတာဓုကံမနတိကရောထသူနောထနားဆိုင်ပြီးတော့ထောင်ကြတာဓုကံမနတိကရောထနှလုံးသွင်းထားကြလို့ဒါဟာတရားဓမ္မသိရှိနားလည်ခြင်းရဲ့တရားပွဲမှာရနိုင်တဲ့အကျိုးအမြတ်ရအောင်ယူခြင်းရဲ့လက်တွေ့အကြောင်းတရားတွေပဲပါရမီဆိုတာကိုယ်မှာပါရမီရှိသည့်အတွက်ကြောင့်တရားနာခွင့်ရတယ်ဆိုတာကိုကပါရမီရှိလို့ကံထူးလို့နာခွင့်ရတာကြည့်လိုက်လေတရားနာခွင့်မရတဲ့ပုဂ္ဂိုလ်တွေအများကြီးဘုရားတရားအတန်မကြားရတဲ့ဒေသမှာဖြစ်နေတာကြားရတဲ့နေရာဖြစ်တော့လဲစိတ်မဝင်စားတာဒီလိုနဲ့တရားရဲ့အပြင်ဘက်ရောက်ပြီးတော့အတ္တဝနတံဓမ္မတပရိဟာယန္တိမနာရရင်တရားကဆုံးရှုံးတရားမှတရားကကိုယ့်အတွက်တရားတွေဆုံးရှုံးသွားနိုင်တယ်ဆုံးရှုံးနစ်နာမှုကြီးဖြစ်စေနိုင်တယ်အတ္တဝနတဓမ္မတတရားမနာရလို့ရှိရင်ပရိဟာယန္တိဆုပ်ယုပ်ပြပြသွားနိုင်တယ်ဆုံးရှုံးနိုင်တယ်လို့ဒီလိုဆိုတရားနာရရင်အ ਨੇ ဆုံးအသိဉာဏ်တော့ရမှာပဲတရားသူတရားမြတ်မရတောင်အသိဉာဏ်တွေအများကြီးရနိုင်တယ်ဒါကြောင့်မြတ်စွာဘုရားကိုယ်တိုင်လေတာဓုကံမနတိကရောထဆိုတဲ့စကားလုံးနဲ့အမြဲတမ်းတတိပေးလေးရှိကြအခုလဲယဟန်တော်တွေဒီတရားနာပရိသတ်တွေမြတ်စွာဘုရားလက်ထက်တော်ခါကာလမှာလာရောက်နာတဲ့အခါမှာအထင်ကတ်တော်မနတိကတ်တော်ပါဒီလိုနာဒီတဲ့ပိုလေးနဲ့တဲ့စကားလုံးနဲ့ပြောတဲ့အခါတပ္ပစေတတာတမန္နာဟရိတဝမနတိကတ်တော်တဲ့ပို့ပြီးတော့လေးနဲ့တပ္ပစေတတာတမန္နာဟရိတဝမြတ်စွာဘုရားဟောကြားတဲ့စကားလုံးတိုင်းစကားလုံးတိုင်းအဓိပ္ပာယ်တိုင်းအဓိပ္ပာယ်တိုင်းကိုစိတ်အားစိုက်ပြီးတော့ရင်ထဲနှလုံးထဲစိတ်ထဲရောက်ဆောင်းယူပြီးတော့နားတယ်လို့ဆိုတလုံးမှမလွတ်စေဘူးစကလုံးနဲ့အထိပ္ပယ်ကိုနားလဲအောင်ဒီလိုကြိုးစိုက်ပြီးတော့နေတာဩဟိတသောတာတရားပေါ်မှာသာစိုက်ထားအပ်တဲ့နားရှိတယ်တရားကိုသာဥတည်ပြီးတော့စွန့်ထားတဲ့နားရှိပြီးဓမ္မံတုဏတိတရားကိုနာကြတယ်လို့ဒီလိုစာပေကျမ်းကမှဆိုထားတာဟုတ်ဆိုထားသည့်အတိုင်းအဲ့ဒီတိုင်းနာလို့ရှိရင်တရားပွဲကရရှိသောအကျိုးအမြတ်ဆိုတာအ ਨੇ နဲ့အများတယောက်နဲ့တယောက်မတူဘူးပေါ့လေရရှိလာတဲ့အကျိုးအမြတ်ရဖို့ပါဆိုတာသိကြတယ်ပေါ့အလွန်သိကြအ ਨੇ ဆုံးတော့အသိဉာဏ်တွေရသွားမှသိကြတယ်ထူးခြားတဲ့သောတာပန်သဂရဂံနာဂံဆိုတဲ့ထူးခြားတဲ့တရားထုတရားမြတ်တွေမရတော့မှရှင်းလင်းပြတ်ပြတ်သားသားနဲ့မြတ်စွာဘုရားဟောတဲ့တရားဓမ္မတွေအဓိပ္ပာယ်ကိုသိရှိသွားဒါကြောင့်မလို့တရားပွဲကရတဲ့အကျိုးအမြတ်ဟာမိမိရဲ့လောက်ရတဲ့သက်ဆိုင်တယ်ပါရမီလို့ဆိုတာတဲ့လောက်ရတဲ့သက်ဆိုင်နေတယ်ဒီဘဝမှာလောက်ရမယ်ဟာလောက်ကိုလိုတယ်လို့သူပြောအဲ့တော့ဒီကနေ့မှတ်သားလေ့လာကြည့်ဖို့ရမြတ်စွာဘုရားဟောတဲ့ဘုရားဟောတဲ့စကားလုံးရလို့တော့မပါဘူးဒီထဲမှာသို့တော့မြတ်စွာဘုရားဟောတဲ့စကားလုံးတွေကိုရည်ညွှန်းထားတာဖြစ်လို့တရားဝဲကအကျိုးအမြတ်ရသွားတဲ့ပုဂ္ဂိုလ်မြတ်စွာဘုရားတရားဟောနေတာလာရောက်ပြီးတော့တရားဝဲလာရောက်နာတဲ့အင်မတန်မှနှိမ့်ချပြီးဘဝမှာဆင်းရဲနေတဲ့ဘလူမတရားပါအကျိုးအမြတ်တွေရသွားတာနဲ့ပတ်သက်ပြီးဒီသုတ်တန်လေးတစ်ခုမှတ်သားကြအောင်ဒီသုတ်တန်လေးမှာသူ့ရဲ့အတွေးအမြင်ဟာအလွန်ပဲနှစ်သက်စရာကောင်းတယ်အဲ့ဒီမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကတာဝတိမြို့စေရွန်ကျောင်းမှာသတင်းသုံးနေတဲ့အချိန်ညနေကျမ်းကာလရောက်သည့်အထိတရားဝဲကျင်းပပြီးညနေနေဝင်ဖြိုးပြအချိန်ရောက်တဲ့အခါကျတရားတော်မတွေဟာအိမ်ပြန်ကြတရားနာပရိသတ်တွေမြို့တွေကလာတဲ့ပုဂ္ဂိုလ်တွေအိမ်ပြန်ကြအိမ်ပြန်တော့ဘသူတွေကြံရည်လဲလို့ဆိုကျောင်းမှာသတင်းသုံးတဲ့ယဟန်တန်ဃာတွေကြံကြအဲ့ဒီမှာမြတ်စွာဘုရားကယဟန်တန်ဃာတွေတရားတော်မတွေပြန်သွားပြီဆိုတဲ့အခါမှာတောထဲမှာနေတန်ရအရာသတင်းသုံးပြီးတော့တရားနှလုံးသွင်းနေကြတယ်တပါးတည်းနေတဲ့ကိုရောတွေနှစ်ပါးတွဲနေတဲ့ကိုရောတွေဧကစာရီဒွိကစာရီဆိုတဲ့တောထဲမှာတရားကျင့်နေကြတဲ့ပုဂ္ဂိုလ်တွေဟာမြတ်စွာဘုရားထံတရားမေးလျောက်ဖို့တရားနာဖို့ဆိုတဲ့ရည်ရွယ်ချက်တွေနဲ့အရှုပ်ရှုပ်မိမိတို့သတင်းသုံးရအရက်ကနေပြီးတိတ်ဆိတ်ငြိမ်သက်စွာဘုရားစီရောက်လာကြတယ်ဒါကဇေရွန်ကျောင်းမှာမြင်ကွင်းတစ်ခုအနေတရားတော်ဝါတွေလည်းပြန်သွားရောညနေစီးစာအချိန်တရားတော်ဝါတွေပြန်သွားတဲ့အချိန်လေးမှာတောထဲကနေပြီးယဟန်တော်တွေထွက်လာပြီးမြတ်စွာဘုရားရဲ့အနီးပါးမှာမြတ်စွာဘုရားသတင်းသုံးတဲ့နေရာပေးပါလာရောက်ပြီးတော့ခြံရံပြီးနေထိုင်ကြတယ်အဲ့ဒီလိုနေထိုင်နေတဲ့အခါမှာစကားပြောနေတာတဘာမှမရှိဘူးမိမိတို့နှလုံးသွင်းနေကြတရားကိုနှလုံးသွင်းတယ်ည
ရသော်ဘုရားကလည်းယဟန်တော်တွေကိုအမြဲမပြတ်ဆုံးမတာရှိတယ်တဏိပတိတဏံဝောဘိခွေတွားယံကရဏီယံဆုံးပြီးလို့ရှိရင်ဒီနှမျိုးပဲလုပ်ပါတဲ့တယောက်နဲ့တယောက်ဆုံးပြီးရင်ဒီနှမျိုးပဲလုပ်ပါနှမျိုးကပါလဲလို့ဆိုဓမ္မိကထာဝါအရိယောဝါတုံဒီပါဝောစကားပြောဖို့ကြုံရင်တရားစကားပဲပြောမပြောဘူးဆိုလို့ရှိရင်လည်းမြင့်မြတ်တဲ့ Nobel Silence မြင့်မြတ်တဲ့ Nobel Silence ဆိုတာဘာမှမသိလို့ငူငူကြီးထိုင်နေတာတောင်တွေးမြောက်တွေးနေတာမျိုးမဟုတ်စေရတိတ်တိတ်နေပြီးတော့ဘာမှတောင်တွေးမြောက်တွေးတွေးတဲ့အတွေးမျိုးနဲ့နေတာမျိုးမဟုတ်ဘူး Nobel Silence ဆိုဒီမှာတရားနှလုံးသွင်းပြီးတော့နေထိုင်တာသို့မဟုတ်ဇံဝင်စားပြီးတော့နေထိုင်တာဟောဘုရားရဲ့တပည့်တော်ကတွေဟာတရားစကားပြောရင်ပြောမပြောလို့ရှိရင်ရောက်လာရင်အခြားစကားပြောလို့မရှိကြဘူးတိတ်ဆိတ်ငြိမ်သက်စွာထိုင်နေတယ်အဲ့ဒီလိုထိုင်နေကြတဲ့အခါမြတ်စွာဘုရားသခင်ကတရားဟောတာအဲ့ဒီမှာယဟန်တန်ဃာတွေကိုအဓိကထားပြီးတော့ကြွရောက်လာတဲ့ယဟန်တော်တွေရဲ့နှလုံးသွင်းသူတို့ရဲ့စိတ်နေအခြေအနေတွေကိုကြည့်ပြီးတော့မြတ်စွာဘုရားကအဲ့ဒီနေ့မှာဘာတရားဟောတော်ဆိုရင်နိဗ္ဗာန်ပฏิတန်ယုတ်တာယဓမ္မိကထာယဘိက္ခုတန္တသေတိမြတ်စွာဘုရားဟာနိဗ္ဗာန်အကြောင်းနဲ့ပတ်သက်တဲ့တရားကိုအဲ့ဒီချိန်မှာဟောတယ်ဘယ်ဟာဟောတယ်ဆိုတာကိုတော့ဒီမှာဖော်ပြထားတာမရှိဘူးသို့တော့နိဗ္ဗာန်ပฏิတန်ယုတ်တာဆိုတဲ့သုတ်တံ၄ခုရှိနိဗ္ဗာန်ပฏิတန်ယုတ်တာသုတ်တံဆိုတာ၄ခုရှိအဲ့ဒီ၄ခုတည်းကဒီလိုအလားတူတရားတွေကိုဟောတယ်လို့ပဲဒီလိုမှတ်ရမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ကဟောပုံလေးကရှင်းရှင်းလေးပဲအဋ္ဌိဘိက္ခဝေအဇာတံအဘူတံအဂတံဒီပုံစံမျိုးနဲ့ဟောတယ်လောကမှာဖြစ်နေတာတွေထင်ရှားပေါ်နေတာတွေလှုပ်ထားတာတွေဆိုတာလူသိသူသိပဲအဲ့ဒါလို့ဖြစ်နေတာလည်းမဟုတ်ဘူးလှုပ်ထားတာလည်းမဟုတ်ဘူးထင်ရှားပေါ်နေတဲ့အရာလည်းမဟုတ်ဘူးဆိုတဲ့သဘာဝတရားဟာရှိတယ်အဲ့ဒါမရှိဘူးဆိုလို့ရှိရင်လှုပ်ထားတာရဲ့ထွက်ပေါက်ဆိုတာပဲတွေ့မလဲမွေးဖွားလာခြင်းရဲ့ထွက်ပေါက်ဖြစ်ပေါ်လာခြင်းရဲ့ထွက်ပေါက်ဆိုတာရှိမှာသဘာဝတရားဟာနှစ်ခုရှိရှင်ပြเสียလှုပ်ထားတာရှိတယ်လို့သဘာဝအတိုင်းဖြစ်နေတာရှိတယ်ဖြစ်လာတာရှိတယ်လို့မဖြစ်တာလည်းရှိတယ်ဒီလိုနှိုင်းရှင်ပြီးနိဗ္ဗာန်ရဲ့သဘောသဘာဝသိရှိနားလည်အောင်ယဟန်တော်ရှင်မြတ်တွေကိုလေးနဲ့တဲ့တရားဓမ္မအဲ့ဒီလိုဟောတဲ့အခါဒီသုတ်တံ၄မျိုးတဲ့ကတခုဟောတယ်တဏှာမှာဟောထားတဲ့ဝိညာဏအနိတတနံအနန္တံသဗ္ဗတောပပံဆိုတာဝိညာဏအနိတတနံအနန္တံသဗ္ဗတောပပံဝိညာဏဆိုတာတကယ်ကိုထူးခြားတဲ့မက်ဆေ့ဖို့စိတ်နဲ့မှသိနိုင်ပြီးတော့အနန္တစတာမရှိတော့အဆုံးဆိုတာလည်းမရှိဘူးသူကအစရှိရင်အဆုံးဆိုတာရှိတတ်တယ်ပေါ့အစမရှိသည့်အတွက်ကြောင့်အဆုံးဆိုတာလည်းမရှိဘူးသဗ္ဗတောပပဘယ်ဘက်ကဝင်ရောက်နိုင်တယ်ကျယ်ဝန်းလာတဲ့ပင်လယ်ကမ်းခြေပင်လယ်ကြီးဟာကမ်းခြေတွေမြောက်များစွာရှိတော့ဒီပင်လယ်ကြီးနဲ့ဆင်းဘယ်လမ်းကဆင်းဘယ်စိတ်ကမ်းကဝင်ရတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးဝိညာဏအနိတတ္တပုံပန်းတံဆိုတာမရှိဘူးဖော်ပြလို့မရဘူးသို့တော့သိလို့ရတယ်အဆုံးပိုင်းခြားမရှိဘူးပုံတံမရှိဘူးဘယ်ကနေဝင်အဲ့ဒီနိဗ္ဗာန်ဆိုတာကိုသိရှိနိုင်တယ်လို့ဒီစကားလေးနဲ့မြတ်စွာဘုရားနိဗ္ဗာန်အကြောင်းကိုဖော်ကျူးခဲ့တာလည်းရှိတယ်အဲ့ဒါလို့နိဗ္ဗာန်နဲ့ပတ်သက်ပြီးတော့ခေါ်ကြထားတဲ့ထဲသဗ္ဗသင်္ခါရသမထောသင်္ခါရဆိုတာအကြောင်းတရားတွေကထုတ်လုပ်ထားတဲ့အကျိုးတရားမှန်သမျှသင်္ခါဘယ်ဟာတွေတုံးလို့ဆိုလို့ရှိရင်ပရိစ္ဆသမုပ္ပါဒ်ကိုကြည့်မယ်ဆိုရင်တရား12မျိုးနဲ့ပရိစ္ဆသမုပ္ပါဒ်ကိုရှင်းပြီးတော့ဟောထားတယ်မြတ်စွာဘုရားအဝိဇ္ဇာသင်္ခါရဝိညာဏစတဲ့တရားတွေနဲ့ဘဝရဲ့တယုတ်ပုံဖော်ထားတယ်လို့ဒီလိုပြောအဲ့ဒီတရားတွေဟာဆိုင်ရာအကြောင်းတွေကလှုပ်ထားလို့သင်္ခါရလို့ခေါ်တယ်အချင်းချုပ်ပြောလိုက်မယ်ဆိုရင်ခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးဟာအကြောင်းတရားတွေကထုတ်လုပ်ထားတဲ့အကျိုးတရားတွေမျှတာဖြစ်တယ်အကြောင်းတရားချုပ်သွားလို့ရှိရင်ဒီတရားတွေလည်းချုပ်သွားမှာပဲအကြောင်းတရားရှိလို့ဒီတရားတွေရှိနေရတာလို့ဒီလိုနိဗ္ဗာန်ကြတော့အဲ့ဒါလို့အဝိဇ္ဇာဆိုတာလည်းမရှိဘူးအဝိဇ္ဇာရဲ့ဆန့်ကျင်ဘက်ဝိဇ္ဇာဆိုတာလည်းမရှိဘူးသင်္ခါရတရားမှန်သမျှတခုမှမရှိဘူးရုပ်တရားလည်းမရှိဘူးနာမ်တရားလည်းမရှိဘူးအဲ့ဒီနိဗ္ဗာန်ဆိုတဲ့ဒီအငြိမ့်တတစ်မျိုးမှာဒါတွေလုံးဝငြိမ့်သွားတဲ့အဆင့်သဗ္ဗသင်္ခါရသင်္ခါရအလုံးရဲ့ငြိမ့်တဲ့နေရာဟာနိဗ္ဗာန်လို့ဒီလိုနားလည်လွယ်တဲ့စကားလုံးလေးတွေနဲ့မြတ်စွာဘုရားတပည့်စัจ जा မှာတော့နိဗ္ဗာန်အကြောင်းဟောတဲ့အခါမှာဘယ်လိုဟောတော့ဒုက္ခនិရောဓ
ဒုက္ခချုပ်ငြိမ်းတဲ့နေရာလို့ဒီလိုဟောတာအဲ့တော့ဒုက္ခဆိုတာဘာကိုပြောရတော့ဆိုမြတ်စွာဘုရားကလူတွေထင်ရှားအောင်သိအောင်လို့ဇာတိပိဒုက္ခစသဖြင့်ဟောပေမဲ့နောက်ဆုံးမှလူမသိသူမသိတဲ့ဒုက္ခတန်ခိတ္တေနပိစုပါဒနက္ခဏာဒုက္ခဒါကိုရထားတာဒုက္ခပဲရတယ်အဲ့ဒီဒုက္ခချုပ်တာလို့ဆိုလိုတာကခန္ဓာချုပ်တာနိဗ္ဗာန်ဆိုတာခန္ဓာချုပ်ပင်စနံခန္ဓာနံនិရောဓောနိစ္စံနိဗ္ဗာန်တိပရိသမီရမယ်ပါဠိတော်ခန္ဓာ၅ပါးအပြည့်သက်ချုပ်သွားတာသာဝရတည်မြဲတဲ့နိဗ္ဗာန်ပဲလို့ဆိုအဲ့ဒါလို့ခန္ဓာ၅ပါးချုပ်ငြိမ်းသွားတဲ့အငြိမ့်တဲ့သဘောမျိုးမြတ်စွာဘုရားဒီလိုရှင်းပြအဲ့ဒါလို့နိဗ္ဗာန်နဲ့ပတ်သက်တဲ့တရားစကားတွေကိုမြတ်စွာဘုရားရှင်းလင်းဟောကြားတယ်အဲ့ဒါလို့ရှင်းလင်းဟောကြားတဲ့အခါတချို့စာအုပ်တွေကရေးထက်တယ်နိဗ္ဗာန်ဆိုတာကိုတဲ့လူရဲ့ဝေါဟာရနဲ့ဖော်ပြလို့မရဘူးလို့ဒီလိုရေးတဲ့စာအုပ်လည်းရှိတယ်မြတ်စွာဘုရားသုံးထားတဲ့စကားလုံးတွေဟာနိဗ္ဗာန်ကိုဖော်ပြတဲ့စကားလုံးနိဗ္ဗာန်ကိုဖော်ပြတဲ့အခါမှာ positive နဲ့ဖော်ပြတာနည်းတယ် negative နဲ့ဖော်ဘာဖြစ်လို့လဲဆိုဘုန်းကြီးတို့တွေက positive ကိုသာလဲအတွေ့အကြုံရှိတာ positive ဆိုတာခန္ဓာနဲ့ပတ်သက်ပြီးရှိနေတာတွေကိုသာသိတာမရှိဘူးဆိုတာကြတော့မသိဘူးလေမသိသည့်အတွက်ကြောင့် negative နဲ့ဖော်ပြတာဒါကပို့ပြီးတော့ရှင်းလင်းပြသမှုရှိတာမီးရှိသလိုမီးငြိမ်းတာရှိတယ်မီးကိုတော့လူတိုင်းသိကြတယ်အဲ့ဒီမီးမရှိတော့တဲ့အငြိမ်းဘယ်လိုရှိတာတော့မီးရဲ့ပြောင်းငြိမ်းသွားမှုဆိုတာလောကသဘောအဖြစ်ထင်ရှားရှိတယ်အဲ့ဒီလိုအရှိမျိုးနဲ့နိဗ္ဗာန်ဟာရှိတယ်ဒီလိုဆိုတာအကယ်၍မရှိဘူးဆိုရင်အငြိမ်းဆိုတဲ့သဘောတရားမရှိဘူးဆိုလို့ရှိရင်မီးဟာသာဝရလောင်းနေတော့အငြိမ်းမှမရှိတာမီးရဲ့ထွက်ပေါက်ပဲရတော့မှာတော့လောကမှာထွက်ပေါက်ကလေးတွေကရှိဖြစ်ရှိရင်ချုပ်ရှိတယ်ဒီလိုသွားတာအဲ့ဒီလိုဒီဖြစ်လာတာရှိရင်ဒီခြုံငိမ့်သွားတာရှိရမယ်အပူရှိရင်အေးရှိရမယ်ဒီလိုပြန်လှန်လာခဲ့တာဒုက္ခရှိရင်ဒုက္ခဆိုတာရှိရမယ်အဲ့ဒီလိုတွေးတောပြီးတော့နိဗ္ဗာန်ဆိုရဲ့သဘာဝတရားကိုအနုမာနဉာဏ်ဖြစ်နေပဲမှတ်ဆပြီးတော့ကြည့်လို့ရတယ်သို့တော့နိဗ္ဗာန်ကိုတကယ်သိဖို့ကြတော့မဲ့ဉာဏ်နဲ့မှသိနိုင်တယ်ဖို့ဉာဏ်နဲ့မှသိတယ်မက္ခဖလာနမာရမဏဗုဒ္ဓံဆိုနိဗ္ဗာန်ဆိုမက်ဖို့လို့ရဲ့သိဉာဏ်မှာတာကလေးထင်ဟပ်လာတခြားစိတ်တွေနဲ့သိလာဝိပဿနာဉာဏ်ဖြစ်နေတဲ့အချိန်မှာနိဗ္ဗာန်ကိုမြင်တာမဟုတ်ဘူးသင်္ခါရတွေကိုပဲမြင်သင်္ခါရတွေအပြစ်မြင်ပြီဆိုတော့မှသင်္ခါရကင်းတဲ့နိဗ္ဗာန်ကိုသိနိုင်မှာပေါ့သင်္ခါရရဲ့တဘာဝကိုမှမသိဘူးသင်္ခါရတရားတွေရဲ့တဘာဝကိုမသိဘူးဆိုရင်သင်္ခါရချုပ်ငြိမ်းတဲ့သင်္ခါရကင်းတဲ့နိဗ္ဗာန်ရဲ့တဘာဝဘယ်လိုမှမချင်းကပ်နိုင်ဘူးအဲ့ဒါလို့မြတ်စွာဘုရားကဒီညာဥချမ်းကာလမှာယဟန်တော်တွေကိုနိဗ္ဗာန်နဲ့ပတ်သက်တဲ့တရားစကားဟောတာအဲ့ဒါလို့ဟောနေတဲ့အချိန်မြန်မာတွေပြောကြတယ်လေနေဝင်ရိုးကြီးတစေစီဆိုလူတွေတိတ်ဆိတ်ငြိမ်သက်သွားပြီဆိုတဲ့အခါကျပရလောကသားလို့ပြောခြင်းပြောပေါ့အမှန်တမ်းဆင်းရဲတဲ့ဒီအပယ်လေးပုံကပြိတ္တာလို့အရာတွေသို့မဟုတ်စတုမာရနတ်ထဲမှာနတ်မျိုးထဲမှာပါတဲ့ဆင်းရဲတဲ့ပုံမစိုးနတ်တွေဆိုတာရှိတယ်နတ်တော့နတ်ထဲပဲဒါပေမဲ့လို့အပယ်လေးပုံတော့မဟုတ်ဘူးသူတို့ကစာထဲမှာနာမည်အတိအကျမပါဘူးသားရဲ့နာမည်နဲ့ပဲခေါ်တယ်ပုဏ္ဏပတုမာတာပုဏ္ဏပတုဆိုတဲ့ဒီဘလူးကလေးရဲ့အမေဒီလိုခေါ်ထားတယ်သူတို့ဟာယက္ခိနီလို့ဆိုတဲ့အတိုင်းယက္ခဆိုတဲ့စကားလုံးကတခါတရံကျတော့နတ်တွေကိုရည်ညွှန်းတာလည်းရှိတယ်ယက္ခဆိုတဲ့အဓိပ္ပာယ်ကမြန်မာလိုကတော့ကြံတန်းရက်ဆက်လို့ယက္ခလို့ဆိုတဲ့လုပ်ပြီးဘလူးပုံဖော်ထားလို့ရှိရင်တကယ်ကိုအစွဲကြီးတွေနဲ့သွားကြီးတွေနဲ့ကြောက်စရာကြီးပုံဗမာပြည်ကဘဟုဆရာတွေကအဲ့ဒါလိုတရုတ်ဖော်ဘလူးဆိုအလွန်ကြောက်စရာကောင်းတဲ့ဘလူးရုပ်တွေမြင်မှုကြမှာပေါ့အဲ့ဒါလိုပုံစံမျိုးနဲ့ဖော်ထားသည့်အတွက်ကြောင့်ဒီကနေ့ခေတ်မှာအဲ့ဒီလိုပုံစံကြီးနဲ့ဘလူးဆိုတာမြင်မှမမြင်ပါအဲ့ဒီမှာဘလူးပန်ဆွဲတို့ဘလူးရုပ်တို့ဒါလောက်ပဲကြည့်လို့ရတယ်သို့သောအိန္ဒိယနိုင်ငံရှိကရကတ္တပြတိုက်ထဲမှာသွားကြည့်လိုက်ရုပ်တုကြီးတွေရှိအဲ့ဒီရုပ်တုထဲမှာစာရေးထားတာဗာရေးထားတယ်အိန္ဒိယဒီဘာသာအတန်နဲ့ရေးထားတာယက္ခိနီလို့ရေးထားယက္ခိနီဆိုတာယက္ခိနီပဲဘလူးမလို့ရေးထားတာပဲသို့သောဘလူးမဆိုတာချောချောလှလှလေးပဲမျက်စိမျက်နှာဇယိုက်ဆိုးလို့သာသူ့ဘလူးမလို့ပုံတရံကဗမာပြည်မှာထုလုပ်တယ်လို့သွားကြီးနဲ့အစွဲကြီးနဲ့ကြောက်စရာမျက်လုံးကြီးပြူလို့ဒီပုံစံမျိုးကြီးမဟုတ်ဘူးဒီပုံစံမျိုးမဟုတ်ဘူးရိုးရိုးလူရုပ်တုလို့သို့တော့ရေးထားတာယက္ခိနီလို့ဒီလိုရေးထားစဉ်းစားစရာပေါ့ဗမာပြည်ကဘာဖြစ်လို့ဒီလိုအစိုးကြီးတွေထုထားတော့ဒီကနေ့ထိအောင်
ဗမာပြည်ကလူတွေကအာလဝကမော်သွင်းပြီးကြံ့ပြနေကြုံပဲလေအာလဝကအကျွတ်တရားရတော်လို့သောတပန်ဖြစ်သွားပြီဆိုမေ့မထားနေနဲ့ကြံ့တဲ့လူကအာလဝကမဟုတ်ဘူးအာလဝကသိလို့ရှိရင်တရားတောင်ဆွဲလိုက်အောင်မယ်နော်ဂုံတည်ဖြတ်တယ်ဆိုပြီးသူရင်တော့ကတော့ကြံ့ရင်ကြံ့မှာပေါ့အခုသောတပန်ဖြစ်သွားပြီလေအာလဝကပြီလူကြီးသောတပန်ဖြစ်သွားတယ်မှာအလွန်ယဉ်ကျေးတယ်တမန်လူတွေတဲ့တောင်မှပဲသူကယဉ်ကျေးတယ်သောဟံဝိစရိတာမိခာမာပုရံနမတ္တမနောတံဗုဒ္ဓံဓမ္မတ္တသသူဓမ္မတံသူပြောတာဘယ်သွားတရွာကတရွာတစ်မြို့ကတစ်မြို့ဘယ်ခရီးထွက်မြတ်စွာဘုရားကိုရှ िख ိုးဥညွတ်လျက်ထွက်ပါတယ်တရားကိုရှ िख ိုးဥညွတ်လျက်ထွက်ပါတယ်အေးဘုရားဘာသာဝင်လို့အမိခံတဲ့လူယဉ်ကျေးသမားတွေတောင်မှပဲခရီးထွက်ရင်ဘုရားရှ िख ိုးမိချင်မှရှ िख ိုးမိပါလေသူကတော့မဟုတ်ဘူးမြတ်စွာဘုရားကိုအမြဲတမ်းရှ िख ိုးဥရွက်ပြီးတော့သွားတယ်ဥရွက်လျက်သွားနေပါတယ်လို့ဒီလိုဆိုတာအဲ့တော့အာလဝကကျမ်းတာဒီအာလဝကမဟုတ်ဘူးလို့သာမှတ်ထားပြီးတော့เนาะအေးအဲ့ဒီမှာရက်ခလို့ဆိုတဲ့နေရာမှာဘုံမစုနတ်ဆိုတာဒီရှိဘုံမာဒေဝတတ္ထာမနုဿဝေတုတပည့်စัจ जा မှာပါတယ်ဘုံမဒေဝဆိုတာဘုံမဒေဝတွေဟာသူကစတုမရိနဲ့ထဲမှာပါတယ်အကယ်၍အပယ်လေးပုံထဲမှာရှိတဲ့ပြိတ္တာဆိုလို့ရှိရင်ဘယ်လိုမှချွတ်တရားမရနိုင်ဘူးပြွတ်တရားမရဘူးအပယ်လေးပုံရဲ့ပရိသေရိစိတ်ဟာဒုက္ကတိအဟိဆိုတော့သူကအကုသလဝိဘက်ဥပက္ခတန်တေရဏဆိုတဲ့ပရိသေရိစိတ်ဟာအလွန်ညံ့ဖြင်းနေအလွန်ညံ့ဖြင်းတဲ့တရေရှိတဲ့ပုဂ္ဂိုလ်တို့တယောက်ထူးခြားတဲ့အသိဉာဏ်ရဖို့ဘယ်လိုမှမဖြစ်နိုင်မဖြစ်နိုင်ဘူးအခုဒီပုဏ္ဏပတုမာတာဆိုတဲ့ဘလူးမစတုမာရနတ်တဲမှာပါဝင်တဲ့ဘုံမစုနတ်တစ်မျိုးနတ်လို့ဆိုရပေမဲ့လို့သူအလွန်ဆင်းရဲတယ်အထက်ကရာထဲရေးထားတဲ့အတိုင်းဆိုရင်သူတိတ်ကိုဆင်းရဲရှာဘာလို့သိဆင်းရဲတာတုံးဆိုခုခေတ်လူတွေကတော့အုံသီးငပြောသီးလေးတွေတို့တင်ပေးဖို့လို့ရလို့တော်အောင်မယ်သူတို့ကဘာစားရတုံးဆိုလူတွေစွန့်ပစ်ထားတဲ့အညစ်အကြေးတွေတတွေးတို့နှတ်တို့ဒါမျိုးတွေကိုရှားချံပြီးစားရတယ်လို့စားထဲမှာဒီလိုဆိုထားတယ်အဲ့တော့တော်တော်အောက်တန်းကြတာပဲလူတွေအောက်တန်းကြတဲ့အနေအထားမျိုးရှိတယ်ဘဝအကျိုးပေးလို့ပြောရမှာပေါ့သို့တော်သူမှအသိဉာဏ်ရှိတယ်စတုမာရိနတ်မျိုးတွေကဒီလောက်ထိအောင်ဆင်းရဲတာမျိုးတွေရှိတယ်တခါတော့ကအကြမ်းမြင်ရတဲ့ပုဂ္ဂိုလ်တွေပြောတာကိုတော့မြင်ရပါဘူးအဲ့တော့မြင်ရတဲ့ပုဂ္ဂိုလ်တွေကပြောတယ်စကိုင်းတောင်ရုံမှာတဲ့ဒီဘုရင်လက်ထက်ကလူဆိုးတွေကိုထိန်းရတဲ့လူဆိုးထိန်းဟာအခုလည်းပဲနတ်ဆိုးဖြစ်နေတယ်နတ်ဆိုးဖြစ်နေတော့သူကလည်းချိန်လုံးတစ်ချောင်းနဲ့ပဲတဆေတွေတရေတွေကိုထိန်းနေချိန်လုံးနဲ့ရိုက်တယ်တဲ့သူကလည်းသူ့ကိုကြောက်ရတယ်အားလုံးထိန်းတာသူကအဲ့လိုနေတော့တရက်ကြတော့သူ့ကိုဖိတ်ခေါ်ပြီးတော့ငါးပါးသီလယူခိုင်းတယ်ငါးပါးသီလယူခိုင်းတယ်ဒါဆရာတော်ကြီးတစ်ပါးထင်ရှားကြောက်ကြတဲ့ဆရာတော်တစ်ပါးမိတ်ရှိဘူးငါးပါးသီလဗုဒ္ဓံတရဏဂိသမီဆိုခိုင်းတယ်ငါးပါးသီလဆိုခိုင်းပထမလိုက်မဆိုဘူးတဲ့ပေကကလုံးနောက်တော့ချော့မော့ပြောတဲ့အခါကျဗုဒ္ဓံတရဏဂိသမီဓမ္မံတရဏဂိသမီဆိုလိုက်တဲ့အခါအဲ့ဒါလို့ဆိုပြီးတဲ့အခါကျတော့သူဘာတွေ့လို့ဆိုအဲ့နာမှာဇေဒီတွေရှိတာကိုသူအရင်တော့မတွေ့ရဘူးတဲ့ဗုဒ္ဓံတရဏဂိသမီတို့ဆိုလိုက်တဲ့အခါကျတော့သူ့ပတ်ဝန်းကျင်မှာဇေဒီတွေရှိတယ်ဆိုတာကိုသူအဲ့ကျမှဘုရားကိုဖူးနိုင်တယ်လို့တာတိုးတက်မှုတခုသူတို့ကဘဝကအကျိုးပေးထားတယ်အကုသိုလ်ကံရဲ့အကျိုးကြောင့်မျက်စိရှိပေမဲ့လို့မမြင်ရဘူးကိုယ်ရှိမှရှိနေမယ်လို့ကောင်းတာဆိုတာမမြင်ရတဲ့အနေအထားမျိုးရှိတယ်လို့တွေးဆပြီးတော့ယူလို့ရတယ်အေးတောင်လွန်ဘဝရောက်သွားတဲ့ပုဂ္ဂိုလ်တွေလည်းပဲဒီလိုပဲအမြဲတမ်းဆာလောင်နေတာစားစရာမရှိဘူးဒီဘဝကဆွေမျိုးသားချင်းတွေကအမြတ်တမ်းပေးဝေလိုက်လို့တာရုခေါ်လိုက်ရင်ဖြင့်စားစရာတွေရလာတယ်လို့ဒီလိုဆိုကြတာလည်းရှိတယ်ပေါ့အဲ့ဒါလို့အခုလည်းပဲပုဏ္ဏပတုမာတာဆိုတဲ့ဘီလူမရဲ့ပုဏ္ဏပတုဆိုတဲ့အရွယ်ရောက်ပြီးသားသားကလေးဘလူးလေးရဲ့အရွယ်မရောက်သေးတဲ့ဥတ္တရာဆိုတဲ့သမီးလေးရဲ့ဒီမိသားစု၃ယောက်ညနေဝင်ရိုးရီအချိန်မှာအစာရှာထွက်လာကြစာရှာထွက်လာတယ်ဆိုတာဒုက္ခများများစားရမယ်တောက်ရမယ်ဆိုအစာမှန်သမျှတွေ့တာကိုကောက်ယူပြီးတော့စားကြလူတွေစားတဲ့အစီကဖိတ်ဆင်ကြတာလေးကောက်ယူပြီးတော့စားကြတယ်အေးစေတော်အကြောင်းသားရောက်လာတဲ့အခါကျတော့အဝေးကနေလှမ်းကြည့်လိုက်တဲ့အခါမြတ်စွာဘုရားနဲ့တန်ဃာတွေကဝန်းရံပြီးတော့တိတ်ဆိတ်ငြိမ်သက်စွာထိုင်းနေတာကိုမြင်တဲ့အခါကျတော့တန်ဃာတွေနဲ့ဘုရားမြင်လိုက်တဲ့အခါသူ့စိတ်ထဲမှာဘလို့ဖြစ်တယ်အဲ့ဒီမှာတရားနာခြင်းနဲ့စိတ်မရှိသေးဘူးအဲ့ချိန်အုပ်စုနဲ့ပြင်လိုက်တဲ့အခါဒီနေရာမှာစားစရာများဝေးနေတာလားဆိုဘက်ကဆာလာပြီကိုစားစရာများရမလားလို့ဆိုပြီးတော့ဇေရွန်ကျောင်းမုတ်ကနေစွတ်ပြီးတကယ်တော့ဇေရွန်ကျောင်းမှာအဆောက်နတ်တွေကအခုလို့သူလို့အယုတ်ဆိုးအကြီးတန်းဆင်းရဲတဲ့ဘုံမစိုးနတ်မျိုးအဝင်မခံဘူးတဲ့သို့တော့အဲ့ဒီအချိန်လေးမှာတော့
သူ့ရဲ့စိတ်ကောင်းနှလုံးကောင်းရှိတဲ့အနေအထားမျိုးဖြစ်နေလို့လားသို့မဟုတ်မြတ်စွာဘုရားတရားဟောနေတာကိုအာယုံစိုက်လို့သူကနေပြီးတိတ်တဆိတ်ခိုးဝင်သွားလို့လားမမြင်လိုက်ဘူးပေါ့ဘုရားနာထီအောင်ရောက်သွားတယ်ရောက်သွားတဲ့အခါကျတော့မြတ်စွာဘုရားတရားဟောနေတာကိုသူကြားပြီးတော့ရပ်နေတာဘုရားတရားတော်ကိုနားထောင်သူမှအသိဉာဏ်ရှိတယ်အဲ့ဒီလိုရပ်ပြီးနားထောင်နေတဲ့အချိန်မှာဘာလို့တုံးဆိုတော့ခုနကသူ့လက်ကဆွဲလာတဲ့သားကလေးရယ်ချီးလာတဲ့သမီးလေးရယ်အမေဘာလို့ရပ်နေတာတော့သားတို့သမီးတို့ဆာလာပြီးသွားပါရှေ့သွားပါရှာပါနဲ့ဒီလိုပြောတဲ့နော်အဲ့ဒီလိုပြောတဲ့အခါ तू ကတရားနှာနေတာဖြစ်တော့ကြောင့် तू သားသမီးတွေကိုပြန်ပြောတဲ့စကားလေးဟာအင်တန်မှတ်သားစရာကောင်းတယ်ပေါ့တုံနီဥတ္တရိကေဟောဟိတုံနီဟောဟိပုဏ္ဏပတုသမီးဥတ္တရာတိတ်နေစံသူတို့ကပူညံလုပ်တယ်လေကလေးကစားတာကိုအေးဥတ္တရာနဲ့တိတ်ကလေးနေစံပုဏ္ဏပတုစကားမပြောနဲ့တိတ်နေစံဒီလိုပြောပြီးတော့ဘာဆက်ပြောတော့ဆိုယာဝဟံဗုဒ္ဓတိဋ္ဌတဓမ္မံသွတ္တာမိတထုတလောကလုံးရဲ့ဆရာဖြစ်တဲ့မြတ်စွာဘုရားရဲ့တရားဆုံးသည့်ထိအောင်ငါနာခြင်းတယ်ငါတရားနာနေတာနားထောင်နေတာမြတ်စွာဘုရားဘာတွေပြောနေတာတုံးဆိုတော့ငါနားထောင်နေမင်းတို့တိတ်လေးနေကြစမ်းကလေးတွေပြောလိုက်တယ်နော်အဗ္ဗဓမ္မသူတို့ရဲ့သင်္ကန်းစာဘဝသင်္ကန်းစာယူเสียဓမ္မကောင်းတယ်အဲ့ဒီမှာဘာဟောနေတယ်ဆိုတာ तू သိတယ် तू သားသမီးလေးတွေကိုရှင်းပြတယ်တရားနာရင်နိဗ္ဗာန်ပခဝါအာဟတဗ္ဗခန္ဓပမောဇနအနောင်ဖွဲ့အားလုံးကလွတ်မြောက်ရဖြစ်တယ်နိဗ္ဗာန်အကြောင်းကိုမြတ်စွာဘုရားရှင်းပြနေတာတို့မှာနှောင်ကြိုးတွေနဲ့နေနေနှောင်ကြိုးတွေဆိုတာလူရဲ့စိတ်ကိုနှောင်ဖွဲ့ထားတာဟိုလိုလူတွေကနှောင်ကြိုးဖွဲ့ခံရတယ်ဆိုတာခန္ဓာကိုယ်ဒီ physical body ကိုကြိုးကြီးတွေနဲ့ခြိထားမှနှောင်ကြိုးလို့ထင်တာစိတ်ကိုနှောင်ဖွဲ့ထားတဲ့ကြိုးဟာလူမမြင်ရဘူးအဲ့ဒီစိတ်ကိုနှောင်ဖွဲ့ထားတဲ့ဒီအဘိဇာကာယခန္ဓာဗျာပါဒကာယခန္ဓာသီလဝတ္တပရမတ္တကာယခန္ဓာဣဒံသစ္စာဘိနိဝေတကာယခန္ဓာလို့ဒီကာယခန္ဓာ၄မျိုးထဲမှာအဆိုးဆုံး2မျိုးကဘာလို့အဘိဇာကာယခန္ဓာပဲအဘိဇာဆိုဒီမှာဒီနေရာမှာအဘိဇာဆိုတဲ့စကားလုံးကိုဒုစရိုက်မနောဒုစရိုက်3မျိုးထဲမှာပါတဲ့သူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့မှုဆိုတဲ့လောဘကိုအဘိဇာဆိုတာနှစ်သက်စရာအာယုန်တစ်ခုကိုရှေးရှုကြံစည်တွေးတောနေမှုကိုအဘိဇာလို့ခေါ်တယ်ကာမိဆန္ဒကိုဆိုလိုတယ်နော်ကာမိဆန္ဒကိုဆိုလိုတယ်မဟာသတိပဋ္ဌာန်သုတ်မှာလည်းပါတယ်လေဝိနည်းလောကေအဘိဇာဒေါမနတံစကလုံးတူသည့်အတွက်ကြောင့်ဒုစရိုက်ထဲပါတဲ့မနောဒုစရိုက်ဖြစ်တဲ့အဘိဇာဆိုတာယံပရတ္တတမ္မမတ္တသူများဟာငါအဖြစ်ကောင်းမှဆိုတဲ့လွန်ကဲတဲ့လောဘကိုပြောတာသူများပစ္စည်းကိုမှကိုယ်ပစ္စည်းဖြစ်ခြင်းနဲ့လောဘဟာမနောဒုစရိုက်ရိုးကိုယ်ပစ္စည်းကိုလိုချင်တာကိုကြိုက်တဲ့အာယုံပေါ်မှာနှစ်သက်တွေ့တာနေတာဒီလောဘမျိုးပြောတာမဟုတ်ဘူးဒါကြောင့်အဘိဇာလို့ဆိုပေမဲ့လို့ဒုစရိုက်ထဲပါတဲ့အဘိဇာဆိုတာကိုမဟုတ်ဘဲမမှတ်ဘဲနဲ့အဘိဇာကာယခန္ဓာဆိုတာယူသင့်တာပါလဲလို့ဆိုရင်အဘိထင်ပေါ်လာတဲ့အာယုန်တစ်ခုကိုရှေ့ရှုပြီးဇာလောဘနဲ့တွေးနေတာကာမိစန္ဒလို့ဒီလိုဆိုလို့တယ်ကျင့်တဲ့အတွေးတွေလိုချင်တဲ့အတွေးတွေတတ်မဲ့တဲ့အတွေးတွေတွေးနေတာအဲ့ဒီလိုအတွေးတွေဟာကိုယ်စိတ်ကိုနှောင်ချီထားသည့်ချီနှောင်ထားသည့်အတွက်ကြောင့်ဘယ်တော့မှလွတ်အောင်မရဘူးဘလောက်ဆင်းရဲလူဟာယုံထွက်မသွားနိုင်ဘူးအဲ့ဒီအတွေးတွေရဲ့ချီနှောင်ထားမှုကိုခံရတဲ့ပုဂ္ဂိုလ်တယောက်ဟာနောက်တစ်ခုဘာနဲ့ထပ်ချီခံရတာဆိုဗျာပါဒကာယကိုလိုချင်တာတွေမရဘူးသို့မဟုတ်လာချင်တာတွေဆုံးရှုံးသွားပြီဆိုလို့ရှိရင်ဒေါသဆိုတဲ့ဗျာပါဒစိတ်နှလုံးအလိုမကျမှုဆိုတဲ့ဗျာပါဒလားလောဘရှိနေသမျှဒေါသလောဘရှိနေလို့ဒေါသရှိနေရတယ်လို့ဒီလိုဆိုတာနော်ဒေါသရှိတိုင်းတော့လောဘရှိခြင်းမှရှိမယ်လောဘရှိနေသမျှတော့ဒေါသကရှိနေအောင်လောဘရှိနေလို့ဒေါသရှိတယ်ဒေါသရှိနေသမျှလောဘကရှိနေသေးတယ်လို့ဒီလိုပြောအောင်အဲ့တော့ဒီနှစ်ခုဟာလောကကြီးတစ်ခုလုံးကိုချီနှောင်ထားတဲ့နေရာမှာအကြီးမားဆုံးသောနှောင်ကြိုးကြီးတွေပဲဒါကိုဂန္ဓလို့ခေါ်တယ်နိဗ္ဗာန်ရောက်သွားပြီဆိုရင်ဟောဒီဂန္ဓတွေကလုံးဝလွတ်မြောက်သွားနိုင်တယ်ဒီအနှောင်ကြိုးတွေပြည့်ထွက်သွားတယ်နှောင်ဆိုတာခြိထားတယ်ဆိုတာထုံးထားတဲ့အထုံးမျိုးဆိုလို့တဲ့ဘယ်အနေစပြီးတော့ဖြေရမှန်းမသိလောက်အောင်ထုံးဖွဲ့ထားတယ်အဲ့ဒါလို့ထုံးဖွဲ့ထားတဲ့အထုံးအဖွဲ့ကိုဖြေဖို့ရတော့အမှန်တမ်းခဲရင်နဲ့ဘယ်ဘက်ကလှဲ့ကြည့်အစာရှာမတွေ့ဘူးစိတ်ကိုလုံးဝခ
ခိုင်ခိုင်ကြီးခြေထားတယ်ဆိုတဲ့ဒီခန္ဓာတွေဟာနိဗ္ဗာန်ကိုအာရုံပြုနိုင်တဲ့အခါလုံးဝလွတ်မြောက်ဒီလိုပြောတာအနာဂံအဆင့်ရောက်သွားလို့ရှိရင်ဗျာပါဒဆိုတာလွတ်သွားတယ်ယဟန္တာအဆင့်ရောက်ပြီဆိုတော့မှခုနကအဘိဇ္ဇာဆိုတဲ့လောဘကုံဆုံးပြီးတော့သွားတယ်ကာမရာဂဆိုတဲ့လောဘကြတော့အနာဂံအဆင့်မှာပဲကုံဆုံးသွားတယ်လို့အဲ့ဒီမှာဒါကြောင့်မို့လို့နိဗ္ဗာန်ကိုမြင်မှဒီအနှောင်ဖွဲ့ကြီးကပြည့်ထွက်သွားမှာတပ္ပခန္ဓပမောစနာဉာဏ်နဲ့ဣဒံသစ္စာဝိနိဝေဒဒါသာအမှန်ဆိုတဲ့မှားတဲ့အတွေးသီလဝတ္တပရမန္တဆိုတဲ့မှားယွင်းတဲ့အကျင့်တွေကိုနိဗ္ဗာန်ရောက်ကြောင်းအကျင့်ဖြင့်မှတ်ယူပြီးတော့စောင့်တည်နေတာမျိုးတွေအဲ့ဒီမှားယွင်းတဲ့အတွေးတွေဟာလည်းပဲလူရဲ့စိတ်ကိုချီနှောင်ထားသလိုခံထားလို့တရားကိုကောက်လိုက်လို့ရှိရင်တော့လောဘရဲ့ဒိဋ္ဌိရဲ့ဒေါသအဲ့ဒီသဘောတရားတွေလုံးဝကင်းရှင်းသွားတယ်နိဗ္ဗာန်ကိုအာရုံပြုလိုက်ပြီး message နဲ့အာရုံပြုလိုက်ပြီးဆိုရင်ဒါတွေဟာအထုံးအဖွဲ့တွေပြည့်သွားနိုင်တယ်ဒါကြောင့်မို့သူကပြောတယ်တပ္ပခန္ဓပမောစနချီနှောင်ထားတာတွေအားလုံးပြည့်သွားတဲ့နိဗ္ဗာန်အကြောင်းကိုမြတ်စွာဘုရားဟောနေတာတို့မှာဒီချီနှောင်ခံနေရတယ်ဆိုရင်ဒါကြောင့်မို့ဒါတွေကိုတို့တတိပြုနားထောင်ရမယ်အတိဝေလာစမေဟောတိအတ္တမိန်ဓမ္မေပိယာယဒီတရားကိုငါတောင်းတတာကြာလှပြီတဲ့ဒီတရားကိုတောင်းတအချိန်လေးကိုအများကြီးခုံခဲ့ပြီတဲ့ငါလိုချင်တာခုမှတွေ့ရဒီတရားငါသိချင်နေတာကြာလှပြီဒါကြောင့်မို့သားတို့သမီးတို့ငြိမ်ငြိမ်လေးနေစမ်းတိတ်တိတ်လေးနေကြစမ်းလို့ဆိုပြီးအာယုံစိုက်ပြီးနားထောင်ပြီးတော့သူကပြောတယ်တဘာဝသူပြောပုံလေးတွေအမှန်မှအစမြင့်တယ်ပိယောလောကေတကောပုတ်တော်ပိယောလောကေတကောခုနကအဘိဇ္ဇာကာယခန္ဓာဆိုတဲ့ဒီလောဘရဲ့ချီနှောင်မှုသူ့မှာလည်းကင်းတာမဟုတ်ဘူးဒါကြောင့်မို့လောကမှာတဲ့ကိုယ်သားကိုယ်သမီးကိုချစ်တာပဲဘယ်သူပဲဖြစ်ဖြစ်မချစ်တဲ့လူမရှိဘူးကိုယ်သားကိုယ်သမီးဟာချစ်ဆုံးပဲချစ်တယ်ပိယောလောကေတကောပတိကိုယ့်ရဲ့အမျိုးသားယောက်ျားကိုလည်းချစ်တာပဲတဲ့ဒါပေမဲ့လို့တတောပိယတရာမရှံအတ္တဓမ္မတမက္ခဏအခုမြတ်စွာဘုရားဟောနေတဲ့တရားကိုသားချစ်တာတဲ့တင်းယောက်ျားချစ်တာတဲ့ငါကပူချစ်တယ်ဟောဘုန်းကြီးတို့တွေသားတန်တရားကမလွတ်သေးတာနိဗ္ဗာန်ကိုပိုးမချစ်သေးလို့ပဲဖြစ်မယ်တရားကိုမချစ်သေးလို့ပဲဖြစ်မယ်တရားကိုချစ်ပြီဆိုရင်ဒီချစ်ခင်မှုနှစ်ခုကိုချိန်ခွင်နဲ့ဆက်ကြည့်လိုက်မယ်ဆိုရင်ဒီသားသမီးချစ်တဲ့အချစ်တို့ပစ္စည်းဥစ္စာချစ်တဲ့အချစ်တွေကပိုလေးနေသေးပုံရတယ်ပိုလေးနေသေးသမျှတရားဓမ္မကိုချစ်တဲ့အချစ်ကယောနေနေသည့်အတွက်ကြောင့်ချိန်ခွင်ကစောက်ထိုးဖြစ်နေတယ်အဲ့ဒါကိုဒီတရားဓမ္မကိုချစ်တာကအပေါ်မြင့်ဟိုတဲ့လေးဖို့အရေးကြီးတယ်ပေါ့သူကတော့အဲ့လိုမဟုတ်ဘူးသူပြောလိုက်တယ်လေသားသမီးကိုမချစ်ဘူးမဟုတ်ဘူးချစ်ပါတယ်တင်းယောက်ျားကိုမချစ်ဘူးမဟုတ်ဘူးချစ်တယ်ဒါပေမဲ့သူတို့ကိုချစ်တာတဲ့ဟောဒီတရားကိုသူကိုချစ်ပါတယ်ဒီလိုပြောတာနော်ဒါကြောင့်မို့လို့ကျန်တာတွေဘာတွေပဲဖြစ်ဖြစ်ဘုရားဟောတဲ့တရားသူနားမယ်ပေါ့ဒီလိုစကားကုန်အောင်သူပြောလိုက်တယ်ဘာဖြစ်လို့ချစ်ရတာတော့ဆိုတဲ့အကြောင်းကိုလည်းသူကရှင်းရှင်းလေးပြောပြမိသားစုချစ်တာဟုတ်တယ်ဒါပေမဲ့လို့နာဟိပုတ်တော်ပฏิဝါပိယောဒုက္ခပမောစေကိုချစ်တဲ့သားကိုချစ်တဲ့လင်ယောက်ျားကကိုယ့်တန်တရားကိုဆင်းရဲကမလွတ်စေနိုင်ဘူးသူတို့လွတ်အောင်လုပ်ပေးနိုင်ဘူးကိုကဘလောက်ပဲချစ်ဒုက္ခလွတ်အောင်အခုသူခံစားနေရတဲ့ဒုက္ခကြီးသူ့အနေနဲ့အလွန်ငြင်းဝဲစရာကောင်းနတ်တော်နတ်ပဲအမြဲတမ်းအောက်တန်းကြတဲ့နတ်မွဲနတ်ဆုပ်ဖြစ်ပြီးဒုက္ခများမှာအညစ်အကြေးတွေရှာပြီးတော့စားနေရတဲ့ဘဝမျိုးရောက်နေအဲ့ဒါကြောင့်မလို့ဒီဒုက္ခကြီးကလွတ်စေနိုင်တာတော့တရားကသာလေလွတ်စေနိုင်တဲ့ယထာတတ္တမသဝနံဒုက္ခမောစေတိပါဏိနေတရားဝါဒီမှာကြာရောက်နေတဲ့ဆင်းရဲဒုက္ခကလွတ်စေနိုင်တာဟောဒီတရားမှလွတ်စေနိုင်တာတဲ့သားတွေသမီးတွေပစ္စည်းဥစ္စာတွေကဟောဒီဆင်းရဲဒုက္ခကမလွတ်စေနိုင်ဘူးတဲ့ဒါသူ့အတွေ့နော်သူ့အမြင်တစ်ခုပြောပြသူ့သားသမီးလေးတွေနားချလောကေဒုက္ခပရိတ္တမေစရာမရဏတန်ယုတိဘဝတစ်ခုကိုလေးနဲ့ဆင်ခြင်စဉ်းစားကြည့်ဘုန်းကြီးတို့တွေရထားတဲ့ဘဝသူရထားတဲ့ဘဝဘာမှမထူးဘူးသူပြောပြဒုက္ခပရိတ္တဒုက္ခတွေကလွှမ်းမိုးထားတယ်ဒုဘဝကိုဒုက္ခလူတွေကစဉ်းစားကြည့်မယ်ဆိုရင်တော့တိုင်နဲ့ကားနဲ့ပစ္စည်းဥစ္စာနဲ့သားနဲ့သမီးနဲ့ဒုက္ခလွှမ်းမိုးတယ်လို့ထင်နေတာတကယ်ကတော့ချိန်ဆက်ကြည့်မယ်ဆိုရင်ဒုက္ခကညာကြီးပဲတော့ကြာယောဂဝေဒနာဖြစ်တာတော့ကြာအစင်မပြေတာတို့ဘဝမှာလူဘဝမှာဒုက္ခနဲ့ဒုက္ခဆိုတာတလဲစီပဲလာနေတာလေတခြားကိစ္စတွေအစင်မပြေနေကျမရေးကအစင်မပြေတာမျိုးတို့ပစ္စည်းဥစ္စာတွေအစင်ပြေနေကျမရေးအစင်မပြေတာမျိုးဒ
ဒီလိုဟာမျိုးတွေနဲ့လူရဲ့ဘဝဟာဒုက္ခတွေအများကြီးပဲစရမရဏတန်ယုတိတဖြည်းဖြည်းအိုးလာတာလေဒုက္ခပဲနောက်ဆုံးမှမခွဲခြင်းပဲနဲ့မိသားစုနဲ့ခွဲသွားရတယ်ဒုက္ခပဲဟောတာတွေကလွတ်အောင်ယုံနိုင်တာတွေမဟုတ်ဘူးတဲ့စရမရဏမောက္ခာယအဲ့ဒီအိုခြင်းတို့သေခြင်းတို့ဆိုတဲ့ဒီဒုက္ခတွေဒီဒုက္ခတွေလွတ်မြောက်ဖို့အတွက်ယန္တမအဘိဓမ္ဗုဒ္ဓဒီတရားကိုသိအောင်လုပ်ဒီတရားသိမှဆင်းရဲဒုက္ခလွတ်နိုင်ဘာဖြစ်လို့လဲဆိုတရားသိမှလောဘကင်းမယ်ဒေါသကင်းမယ်မောဟတွေကင်းမယ်လောဘဒေါသမောဟကင်းပြီဆိုတော့မှတွေ့တာမှုဆိုတာတွေကင်းသွားတွေ့တာမှုကင်းပြီဆိုမှစိတ်နှလုံးအေးချမ်းမှုရလောဘရှိနေတဲ့မြတ်ကာလပတ်လုံးဒီတွေ့တာမှုရှိနေတဲ့မြတ်ကာလပတ်လုံးတောကဆိုတာလာနေမှာပဲဒါကြောင့်မို့အလွယ်တကူဆိုတောကရှိလောဘရှိရတောကလာနေတယ်ဘယ်နေရာတွေ့တဲ့နေရာတောကလူတွေမှာတွေ့စရာကပြောင်းပြီးတော့တွေ့တတ်တယ်ပြောင်းပြီးတော့တွေ့ဆိုပါစို့ဥပမာမယ်ကိုကတိုက်ကြီးတစ်လုံးပိုင်နေဆိုပါစို့အဲ့ဒီတိုက်ကြီးပေါ်မှာတွေ့နေတယ်သို့တော့အဲ့ဒီတိုက်ကြီးကိုရောင်းလိုက်တယ်ဈေးကောင်းရလို့ရောင်းလိုက်တယ်တိုက်ကြီးပေါ်တော့မတွေ့ဘူးဘယ်သွားတွေ့တော့ဆိုရလိုက်တဲ့ငွေကြီးပေါ်မှာသွားတွေ့ပြောင်းတွေ့တယ်နော်ဒီလိုပဲရွေ့နေတာပျောက်သွားတာမဟုတ်ဘူးရွေ့သွားတာပဲရှိတယ်ပျောက်သွားဘယ်နေရာတွေ့တဲ့နေရာသူဒုက္ခပေးတာရှိဒါကြောင့်မို့လို့တတ္တရာဘိနန္ဒိနိဆိုတာတပည့်ဆက်ကြမှာဟောတာလေဘယ်ဟာပဲဖြစ်ပြောင်းတွေ့တာပဲပြောင်းတွေ့တာမှလူဆိုလဲအမျိုးမျိုးလေပြောင်းတွေ့တာပဲပစ္စည်းဥစ္စာလဲအမျိုးမျိုးပေါ်မှာပြောင်းတွေ့နေတာပဲအဲ့ဒီလိုတွေ့တာမှုတွေနဲ့စခန်းသွားနေသမျှကာလပတ်လုံးတောကဆိုတာဘယ်တော့မှဆိုရှိနေမှာပဲလို့ဒီလိုဆိုတာပေါ့အဲ့ဒါဓမ္မတိမှဒီအိုခြင်းနာခြင်းဆိုတာလွတ်မယ်တဲ့အိုခြင်းသိခြင်းဆိုတာလွတ်မယ်တန်တမံသောတုမိစ္ဆာမိတုန်နီဟောဟိပုဏ္ဏပတိလက်ကဆွဲခေါ်လာတဲ့သားကလေးအေးမင်းတိတ်နေငါဒီတရားတွေကိုနားချင်တာဒီတရားသိမှငါတို့ဒုက္ခလွတ်မှာဆိုတာတရားကိုနားဆိုင်ပြီးတော့သူထောင်လိုက်တဲ့အခါကျတော့သူ့သားလေးကလည်းလိမ္မာရေးချရှိတယ်ဘလူးကလေးပဲမရိုင်းဆိုင်မှုပေါ့အမေအဖေပြောတာကိုနားထောင်တယ်အမှန်နာပြရိတ်မပြောတော့ပါဘူးတဲ့ကျွန်တော်အမေကျွန်တော်မပြောတော့ပါဘူးတုန်နိဗုဒ္ဓယဥတ္တရာညီမလေးလည်းတိတ်နေမပြောနဲ့ဓမ္မမေဝနိတမေမြတ်စွာဘုရားဟောတဲ့တရားကိုနားဆိုင်ထောင်သူတို့လည်းနားဆိုင်ထောင်အမေလည်းနားဆိုင်ထောင်ကျွန်တော်တို့လည်းနားဆိုင်ထောင်ဘာဖြစ်လို့လဲတတ္ထမတဝနံဒုက္ခံသူတော်ကောင်းတရားကိုနာကြားရတာစိတ်နှလုံးအေးချမ်းမှုရဟုတ်တယ်ဘဝမှာအင်အားတွေတစ်ခုဖြစ်စီအသိဉာဏ်တွေရလာရင်ဘဝရဲ့အင်အားတစ်ခုပဲလေလူတွေမှာအသိဉာဏ်ရတဲ့အချိန်နဲ့မရတဲ့အချိန်တူမတူတာအသိဉာဏ်မရသေးဘူးဆိုရင်လူဟာလမ်းစာပြောက်နေတယ်လို့အသိဉာဏ်ရတဲ့အချိန်မှာဘဝအေးချမ်းတဲ့ဘဝသူနေနိုင်တယ်ရွေးချယ်နိုင်အရင်လူတောကတွေသိမများတော့ဘူးဒါကြောင့်မို့တတ္တမသောနံသူတော်ကောင်းတရားကိုကြားနာလိုက်ရတာဟာအသိဉာဏ်တွေရသွားတာဖြစ်အေးချမ်းမှုကိုပေးနိုင်တယ်လို့တို့ဆိုတာတတ္တမတအနိညာယအမှန်ဒုက္ခစရမတိကျွန်တော်တို့တွေဟာသူတော်ကောင်းတရားကိုမသိလို့အခုလိုဆင်းရဲဒုက္ခတွေဒုက္ခကြီးစွာဘဝခရီးကိုရှောင်လန်းနေကြရတာပါဒီလိုပြောတယ်သူကလိမ္မာနဲ့သူပြောတဲ့စကားလေးတွေကလည်းအဆင့်မြင့်တယ်ပေါ့ဟောနောက်သူဆက်ပြောတာဧတဒေဝမနုဿနာတံမူလန္နံပပံကရောနတ်တွေလူတွေဟာတွေ့ဝေးနေကြဘယ်လိုတွေ့ဝေးတာလဲဘုန်းကြီးတို့တွေကိုယ့်ဟာကိုယ်စဉ်းစားကြည့်လေငါဘယ်ကလာတာတော့စဉ်းစားကြည့်လိုက်တွေ့ဝေးသွားပြီလေဘယ်ကလာမှမသိမှမသိခေါင်းကုတ်ချင်တိုင်းကုတ်သပင်းနေတာကျွတ်သွားမယ်နော်အဖြေထုတ်လာလို့ရမှာမဟုတ်ဘူးငါဘယ်သွားမှာတော့မသိနိုင်ဘဝခရီးနဲ့ပတ်သက်လာရင်ဘာလို့အမှားတော့ဘာလို့သင်တာတော့ဆိုတာဖရာတရားမနာဘူးလို့ရှိရင်ဒီဒုက္ခကြီးကလွတ်အောင်ဘယ်လိုလုပ်အောင်မလဲဘယ်လိုမှလမ်းစာပေါ်မှာမဟုတ်ဘူးအခုမြတ်စွာဘုရားရဲ့တရားဓမ္မကိုကြားနာကြလို့ဒါဒီလမ်းစာဆိုတာသိတာလေဒါကြောင့်မို့သိတွေးဝေးနေတယ်ဘာလို့အမှန်ဘာကံရမှမသိတော့လူတွေဟာတွေးဝေးနေတဲ့အချိန်မှာအလင်းရောင်ကိုပေးလိုက်တာမြတ်စွာဘုရားပဲအဲ့ဒီအလင်းရောင်ပေးလိုက်တဲ့မြတ်စွာဘုရားဗုဒ္ဓအန္တိမတာရီတော်ဓမ္မံဒေတိတိစကုကိုယ်တိုင်ကအမြင်ရှိပြီးတော့ဘဝနောက်ဆုံးဘဝရရှိထားတယ်မြတ်စွာဘုရားသခင်ကိုရောမြတ်မှန်ကန်တဲ့ဓမ္မလမ်းကြောင်းကြီးကိုခင်းပြီးတော့ပြနေပြီအဲ့ဒီတရားအတိုင်းလိုက်နာကျင့်သုံးလို့တို့တွေဟာဧကံဒုက္ခဧကံဒိဋ္ဌဆင်းရဲဒုက္ခလွတ်ကြမှာပဲလို့ဆိုတာသူ
သူကထောက်ခံပြီးတော့ပြောလိုက်တာအဲ့ဒီလိုတာအမိတွေပြောပြီးတော့မြတ်စွာဘုရားရဲ့စကားကိုစိုက်ပြီးတော့နားလိုက်ကြအင်မတန်လေးနဲ့တဲ့မြတ်စွာဘုရားတရားကိုနားနိဗ္ဗာန်အကြောင်းဟောတယ်ဆိုလို့ရှိရင်ပရိသမီရမေကပါဠိတော်ကဆိုတဲ့စကားလုံးလေးတစ်ခုကြည့်လိုက်ပိဿနံပင်ဆက်ခန္တီခန္ဓာ၅ပါးဆိုတာဒုက္ခပဲပင်ဆက်ခန္ဓာခန္ဓာ၅ပါးအဲ့ဒီခန္ဓာ၅ပါးကိုဘုန်းကြီးတို့တွေဘယ်လိုထင်နေတော့ငါလို့ထင်နေငါဟာကိုရထားတဲ့ခန္ဓာ၅ပါးကိုကိုယ့်အကိုစဉ်းစားကြည့်လောကလူတွေတမန်အပြင်ကြည့်မယ်ဆိုရင်ငါလို့ထင်နေငါဟာလို့ထင်ဝိပဿနာဉာဏ်မြင်နဲ့ကြည့်လိုက်တဲ့အခါကျတော့ငါဆိုတာရောရှိသလားငါဟာဆိုတာရောရှိသလားလို့တခုစီအသေးစိတ်လေးလာကြည့်တဲ့အခါငါဆိုတာလည်းရှာမတွေ့ဘူးငါဟာဆိုတာလည်းရှာမတွေ့သို့သောတမန်အပြင်ငါဆိုတာပဲဟာလဲလို့ဆိုရင်ကိုယ့်ကိုယ်လည်းညှို့ထိုးပြောကြမှာပဲငါဆိုတာဒါပဲပေါ့အဲ့ဒါလို့ငါဟာဆိုတဲ့အထင်မြင်ရောက်နေသမျှကလပ်ပတ်လို့ဘာဖြစ်လဲငါလို့သတ်မှတ်တဲ့အရာငါဟာလို့သတ်မှတ်တဲ့အရာဒီတိုင်းနေမှာမဟုတ်ဘူးတဖြည်းဖြည်းအနိစ္စသဘောအရမတည်မြဲလို့ပြောင်းလဲလာမယ်အဆိုးဘက်ကိုရိုင်းလာမယ်အညထာဘာဝတစ်မျိုးတစ်ပုံပြောင်းသွားပြီးဆိုလိုက်တာနဲ့တပြိုင်နက်ခန္ဓာ၅ပါးကိုငါလို့ထင်ထားတဲ့ပုဂ္ဂိုလ်တယောက်ဟာဘာဖြစ်လာတော့ဆိုတောကတဲ့ပရိဒေဝဒုက္ခဒေါမနတာဒါတွေဝင်လာတာပဲသိချာငါမှဖြစ်ရလေခြင်းငါဟာမှဖြစ်ရလေခြင်းနဲ့တွားရတာပဲလေဘာလို့လဲဆိုသူကငါလို့ထင်ထားတာကိုမျက်စိကိုငါလို့ထင်တယ်မျက်စိပြက်ဖို့ကြုံလာပြီဆိုလို့ရှိရင်တော့ငါလို့ထင်ထားတဲ့မျက်စိသို့မဟုတ်ငါမျက်စိငါဟာလို့ထင်ထားတယ်မျက်စိဒုက္ခဝေဒနာဖြစ်လာပြီမာရေတွေကကြီးလာပြီဟိုဘက်ထီအောင်ကူးတော့မယ်ဆိုရင်ဘယ်လောက်စိုးရိမ်ကြမလဲလူတွေကူးလို့မရတော့ဘူးဆိုတဲ့လူတွေဘယ်လောက်တိုင်တောကဖြစ်လိုက်ဘာဖြစ်လို့ဒီလိုဖြစ်ရတာငါလို့ဆွဲလန်းထားလို့ငါဟာအစအရေကမျက်စိဆိုတာစက္ခုပ္ပတာရုပ်ပဲဒီဟာသူ့အကြောင်းကြောင့်သူဖြစ်နေတာကံတရားကြောင့်ဖြစ်တယ်ဥဒုတို့စိတ်တို့အာဟာရတို့ကပံ့ပိုးထားတာသူဖြစ်ချိန်တန်လို့ဖြစ်လာတာပြက်ချိန်တန်လည်းပြက်မှာငါမဟုတ်ဘူးဆိုတဲ့အမြင်ကြီးကိုရှင်းရှင်းလင်းလင်းမြင်ထားမယ်ငါဟာမဟုတ်ဘူးဆိုပြီးအမြင်ကိုရှင်းရှင်းလင်းလင်းကြီးမြင်ထားမယ်ဝိပဿနာဉာဏ်နဲ့အဲ့ဒါလိုမြင်ထားမယ်ဆိုလို့ရှိရင်တောကတို့ပရိဒေဝတို့ဒုက္ခတို့ဒေါမနတာတို့လာမှာမဟုတ်တော့လာတောင်မှပျော့တေးလေးပါကလေးပဲလာမှာပေါ့တကယ်ဝိပဿနာဉာဏ်ရင့်တန်လာပြီဆိုရင်မလာတော့ဒီလိုဆွလို့တာပေါ့လက်တွေ့ကျင့်သုံးပြီးကြည့်လို့ရှိရင်ဒီတိုင်းပဲဖြစ်မှာတောကတွေမလာတော့ဘူးဒေါသတွေမလာတော့မြတ်စွာဘုရားဟောထားတယ်လေအဟံမမ္မာတိပရိယုထထာယီငါဟာလို့လွှမ်းမိုးပြီးတော့စိတ်ထဲမှာလွှမ်းမိုးထားပြီဆိုလို့ရှိရင်ဘာဖြစ်မလဲတောကပရိဒေဝဒုက္ခတောဒါတွေကအညထာဘာဝပြောင်းလဲသွားပြီဆိုလို့ရှိရင်တောကပရိဒေဝလာမှာပဲအဲ့ဒါလို့မဟုတ်ဘဲနဲ့အစအရေကငါလည်းမဟုတ်ဘူးငါဟာလည်းမဟုတ်ဘူးသိထားတဲ့ပုဂ္ဂိုလ်အသိဉာဏ်လွှမ်းမိုးထားတဲ့ပုဂ္ဂိုလ်ခုနပြောတဲ့ပျက်စီးသွားလို့လည်းပဲမပူပန်တော့ဘူးဆိုပါစို့ကိုယ်တဏ္ဍမှာရှိတဲ့ယုတ်တရားနံတရားတွေကိုလမ်းဘေးတစ်ပင်ကြီးလိုပဲဝေါ်ထားနိုင်လို့ရှိရင်လမ်းဘေးတစ်ပင်ကြီးခုတ်သွားလဲကိုမပါတဲ့ကိုမဆိုင်တဲ့အရာလိုပဲစိတ်ကတတ်မှတ်ထားသည့်အတွက်ဘာမှမဖြစ်ဘူးအဲ့ဒါပြောပဲဝိပဿနာဉာဏ်ကခန္ဓာ၅ပါးကိုအနိစ္စလို့ရှုတယ်ဒုက္ခလို့ရှုတယ်အနတ္တလို့ရှုအဲ့ဒါလို့ရှုနိုင်ပြီဆိုတာရှုတယ်ဆိုတာအသိဉာဏ်နဲ့မြင်လာပြီငါဆိုတာပျောက်သွားပြီငါဟာဆိုတာပျောက်သွားပြီဆိုရင်တောကပရိဒေဝမလာတော့ဘူးအဲ့ဒီမလာတော့လို့ရှိရင်ဘာဖြစ်လဲတဏှာဆိုတဲ့ attachment ဒီတွေ့တာမှုတွေကင်းတွေ့တာမှုကင်းတာဟာဘာကြောင့်ကင်းရတော့အမှန်သိလို့ကင်းသွားအမှန်သိလို့ရှိရင်တွေ့တာမှုတွေကင်းလာတွေ့တာမှုကင်းလို့ရှိရင်တောကဆိုတာမလာတော့တောကမလာဘူးဆိုလို့ရှိရင်စိတ်ထဲနှလုံးထဲအေးချမ်းမှုဖြစ်ပေါ်စေတယ်နိဗ္ဗာန်ဆိုတာဒီလိုဟာကိုဆိုလိုတယ်ပေါ့နော်ပူလောင်မှုတွေချုပ်ငြိမ်းပြီးတော့သွားတယ်ပိဿနံခန္ဓာနံនិရောဓခန္ဓာ၅ပါးတို့ရဲ့ချုပ်ငြိမ်းမှုတကယ်ကိုငြိမ်းချမ်းတဲ့နိဗ္ဗာန်ပဲလို့မြင်လိုက်တာနဲ့တပြိုင်နက်အဲ့ဒီပုဂ္ဂိုလ်ဟာနိဗ္ဗာန်ကိုအယုံပြုပြီးတော့တမဲတဖို့လူရသွားတာပဲဖြစ်တယ်ခန္ဓာ၅ပါးကိုငါဟာလို့မြင်နေတယ်ဗျတရားတို့မရသေးဘူးငါဟာမဟုတ်တော့ဘူးသင်္ခါရသဘာဝတသက်အနိစ္စဒုက္ခအနတ္တလို့မြင်ပြီးတွေ့တာမှုတွေကိုရှင်းလိုက်နိုင်တဲ့အချိန်မှာသူကမှန်ကန်တဲ့အမြင်ပေါ်ဟာအခြေစိုက်ပြီးတော့သမတ္တနိယမလို့ခေါ်နိဗ္ဗာန်လမ်းကြောင်းကိုရောက်ရှိပြီးတော့အဲ့ဒါလို့သားမိသားဖ၃ယောက်သားမိ၃ယောက်ဘလူမရဲ့သူ့သားလေးပုဏ္ဏပတုရဲ့သမီးလေးဥဒ္ဒရာရဲ့မြတ်စွာဘုရားတရားဟောနေတဲ့နားလေးမှာမတက်ရက်ပြီးတော့နားနေကြတာနားထောင်နေတာတိတ်တိတ်ကလေးဆာလောင်နာကိုအောင်အေးပြီးတော့တရားနာနေကြနားလိုက်တဲ့အချိန်မှာတရားထဲမှာအာယုံစိုက်ပြီးတော့နာတော့မြတ်စွာဘုရားကဟောတယ်လို့တ
ခြားဟာဟောတာမဟုတ်ဘူးလေနိဗ္ဗာန်အကြောင်းကိုဟောတယ်ဆိုလို့ရှိရင်သစ္စာလေးပါးကိုဟောတာပဲအဲ့တော့သစ္စာလေးပါးကိုဟောတာဒုက္ခဆိုတာဘာရှင်းရှင်းလင်းလင်းသိသွားတယ်အဲ့ဒီဒုက္ခဘာကြောင့်ဖြစ်တယ်ဆိုတာလည်းသိသွားတယ်ဒုက္ခនិရောဓဒုက္ခချုပ်ငြိမ်းတယ်ဆိုတာလည်းသိတယ်ဒုက္ခချုပ်ငြိမ်းရာအကြောင်းဖြစ်တယ်မေဃသစ္စာလမ်းကြောင်းကိုလည်းပဲသိသွားတယ်အရိယာတို့သိမြင်တဲ့အမှန်တရား၄ချက်သစ္စာ၄ပါးဆိုတော့ဝိပဿနာဉာဏ်ကိုအချင်းချင်းဟောတာပဲဝိပဿနာဆိုတာဘာကိုပြောတာတုံးဆိုမေဃသစ္စာမဂ္ဂင်၈ပါးအဲ့ဒီမေဃသစ္စာကဘာကိုအာယုံပြုရတာတုံးဆိုဒုက္ခသစ္စာကိုမေဃသစ္စာကိုဒုက္ခသစ္စာဆိုတဲ့အာယုံပေါ်မှာဒုက္ခသစ္စာပေါ်မေဃသစ္စာနဲ့အလုံးလုံးတဲ့အခါကျဘာမြင်တုံးဆိုဒုက္ခនិရောဓမြင်တွေ့ဒုက္ခនិရောဓမြင်တွေ့တော့ဘာကိုဖယ်လိုက်နိုင်လဲဆိုဒုက္ခသမုဒယဟောတာဒီဝိပဿနာလုပ်ငန်းတစ်ခုကိုအချင်းချုပ်ပြည့်ပြည့်စုံတဲ့တရားပဲအေးဝိပဿနာတရားအထုတ်ရင်တပည့်တို့ဘာအထုတ်ရမှာတော့သစ္စာလေးပါးနဲ့ကြည့်လေမဂ္ဂင်၈ပါးကိုထူထောင်တယ်ဆိုတာဘယ်ပေါ်မှာထူထောင်လို့ဒုက္ခသစ္စာပေါ်မှာဒုက္ခဆိုတာဘာတော့မြင်ခန္ဓာ၅ပါးဒီနေရာမှာဒုက္ခပြောတာတန်ခိတ်တေနပိစုပါဒနဲ့ခန္ဓာလောကီခန္ဓာတွေဟာကိုရထားတာမျက်စိနာနာလျာကာယဟောတာတွေကစိတ်ဒုက္ခတွေပဲအဲ့ဒီဒုက္ခတွေပေါ်မှာအမှန်မြင်အောင်ဒုက္ခသစ္စာကိုအမှန်မြင်အောင်သမုဒိယသစ္စာကိုတိုးမြင့်ပြီးတော့ကျင့်ကြံဒါမေဃသစ္စာကိုတိုးမြင့်ပြီးတော့ကျင့်ကြံမေဃသစ္စာဆိုတာဘာနဲ့ဖွဲ့စည်းထားတာတော့ဆိုသီလသမာဓိနဲ့ဖွဲ့စည်းထားတာသီလကဘာလို့ဖို့တော့သမာဓိကိုထောက်ကူပြုသီလကသမာဓိကိုထောက်ကူပြုသမာဓိကဘယ်သူ့ကိုထောက်ကူပြုတော့ပညာဒါကြောင့်မို့ဒီသုံးခုကခွင်းဆက်မဂ္ဂင်၈ပါးတကယ်လုံးနေတာကိုကြည့်မယ်ဆိုရင်တမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိရယ်တမ္မာသင်္ကပ္ပတမ္မာဒိဋ္ဌိဒီ၅ခုကတော့တကယ်ဝိပဿနာအလုပ်အထုတ်နေသူတို့ဟာတိုက်ရိုက်အလုပ်လုပ်ဘယ်သူနဲ့အလုပ်လုပ်တာတော့ဆိုဒုက္ခဆင်ញင်သုံးသပ်ပြီးတော့လက်ထဲဝင်ပြီးတဲ့အခါ laboratory ဆိုတဲ့ဓာတ်ခွဲခန်းနဲ့ဆိုတာဝင်ပြီးတဲ့အခါဓာတ်ခွဲပြီးတော့ကြည့်နေတယ်လို့ပဲဝိပဿနာကျင့်စဉ်တစ်ခုနဲ့မိမိရဲ့ခန္ဓာမှာရှိတဲ့ရုပ်တရားနာမ်တရားတွေကိုဓာတ်ခွဲပြီးတော့ကြည့်ဘာနဲ့ဓာတ်ခွဲနေတာတော့ဆိုရင်ဟောတမ္မာဒိဋ္ဌိတမ္မာသင်္ကပ္ပတမ္မာဝါယာမတမ္မာတတိတမ္မာသမာဓိတို့နဲ့ဓာတ်ခွဲကြည့်ဓာတ်ခွဲကြည့်နေတဲ့အခါကျတော့မြင်လာတဲ့အခါကျတော့သူတို့ရဲ့တဘာဝရဲ့ခြုံငိမ့်ရာနိဗ္ဗာန်ကိုတွေးလိုက်တာနဲ့တပြိုင်နက်ဒုက္ခသမုဒယလို့ဆိုတဲ့ဒီဒုက္ခကိုထုတ်လုပ်နေတဲ့အကြောင်းတရားကိုလည်းဖယ်ရှားလိုက်တာအဲ့ဒါကိုသူဆုံးလို့တယ်ဒီသားမိ၃ယောက်တရားဓမ္မနာတဲ့အခါမှာဘလူမကြီးကယခိနီဆိုတာပုဏ္ဏပတုမန္တာဆိုတဲ့ယခိနီသူကဒိဋ္ဌာနိအရိယသစ္စာနိအရိယသစ္စာတွေကိုကောင်းကောင်းတွေ့သွားတယ်သဘောပေါက်သွားတယ်နားလည်သွားတော့သူသားသူသမီးလေးတွေကိုသူကဝမ်းမြောက်စကားပြောတယ်နောက်ကြဘာပြောပုဏ္ဏပတုဒုက္ခိဟောတုငါသားလေးပုဏ္ဏပတုမင်းချမ်းသာပါစေအစ္ဆာဟံမိသမုဂ္ဂတာဒီကနေ့သစ္စာလေးပါးကိုသိပြီးတော့ငါရဲ့ကိုယ့်ရဲ့ဘဝကတက်လာပြီပေါ့ငါမှအသိဉာဏ်တွေတက်သွားပြီဒီကနေ့ငါအသိဉာဏ်တွေတိုးတက်သွားပြီမင်းရဲ့ခြေဆုပဲမင်းစူးစူးပူပူမလုပ်ဖဲနဲ့ငြိမ်ငြိမ်စင်စင်လေးတရားနာသည့်အတွက်ကြောင့်မင်းကိုခြေဆုတင်ပါတယ်လို့ပြောတာပဲနော်ဥတ္တရာပိသုနာတုမေငါစကားနားထောင်တဲ့ဥတ္တရာလည်းချမ်းသာဒုက္ခရပါစေလို့ဒီလိုဒီတုတ်တန်လေးမှာသူတို့ပြောတဲ့စကားနဲ့ပဲအဆုံးသတ်ထားတာအဲ့တော့ဒီတုတ်တန်လေးရဲ့အနှစ်ချုပ်ကိုပြောမယ်ဆိုရင်နောက်ဆုံးဟာသစ္စာလေးပါးကိုမသိမချင်းဒုက္ခလွတ်နိုင်တာမဟုတ်ဘူးသစ္စာလေးပါးကိုသိရမယ်နိဗ္ဗာန်အကြောင်းဟောတဲ့ဆိုတဲ့အထဲမှာလည်းပဲនិရောဓသစ္စာကိုအလေးပေးပြီးမြတ်စွာဘုရားဟောတာនិရောဓသစ္စာကိုအလေးပေးပြီးတော့ဟောတယ်ဆိုရင်ကြံတဲ့သစ္စာတွေမပါဘဲနဲ့အလုံးမဖြစ်ဘူးအဲ့တော့သစ္စာလေးပါးကိုရှင်းလင်းဟောပြတဲ့ဒေသနာကိုကြားနာရသည့်အတွက်ကြောင့်သူတို့ဟာဝိပဿနာလုပ်ငန်းကိုကြာမြင့်စွာမလုပ်ရပေမဲ့လေးလေးနက်နက်လှုပ်ချင်းနဲ့စိတ်အားစိုက်ပြီးနာလိုက်တဲ့အခါမှာပုဏ္ဏပတုမာတာဆိုတဲ့ယခိနီဘလူမရဲ့သူ့ရဲ့သားပုဏ္ဏပတုရဲ့သောတာပန်ဖြစ်သွားကြတယ်သောတာပန်ဖြစ်သွားတယ်ဆိုတာအမြင်ရှင်းသွားပြီးတော့တန်တရားတွေကင်းသွားတယ်ဒီလိုပြောရမှာပေါ့နော်မာရွင်တဲ့အမြင်တွေပျောက်ကင်းသွားပြီးတော့တန်တရားတွေမရှိတော့ဘူးဒိဋ္ဌိနဲ့ဝိသိကိစ္စကင်းသွားပြီနိဗ္ဗာန်ဆိုတာကိုရှင်းရှင်းကြီးမြင်ပြီးမဂ္ဂင်၈ပါးဆိုတဲ့လမ်းကြောင်းကြီးပေါ်မှာရောက်သွားကြပြီသောတာပန္နဆိုတာသောတာဆိုတာမဂ္ဂင်၈ပါးသောတာလမ်းကြောင်းကြီးမဂ္ဂင်၈ပါးကိုခေါ်တာအာပန္နဆိုတာရောက်သွားတာမဂ္ဂင်၈ပါးလမ်းကြောင်းကြီးပေါ်မှာတက်ပြီးသွားပြီနောက်ပြန်မဆုတ်တော့ဘူးသူတို့ online ဖြစ်သွားပြီလို့ဆိုလိုတယ်နော်နိဗ္ဗာန်စီးဝင်နေတဲ့လမ်းကြောင်းကြီးပေါ်မှာရောက်သွားတယ်အဲ့ဒီလိုရောက်သွားတဲ့အခါဟိုကလေးမလေးဘလူးမလေးအငယ်လေးကတော့
သူ့မှာခံယူနိုင်တဲ့အသိဉာဏ်အားနည်းနေသည့်အတွက်ကြောင့်သူကတော့တရားဓုတရားမြတ်မရပါမယ်စိတ်ထဲမှာတော့ကြည်နူးမှုကဲအခုလို့တရားဝဲလာလို့ရလိုက်တဲ့အကျိုးများတရားဓုတရားမြတ်ရရုံနဲ့မကဘူးသူတို့ဘဝဟာလည်းအဆင့်မြင့်သွားတယ်ဘလို့အဆင့်မြင့်သွားတော့ခါတိုင်းလိုအယုတ်ဆိုးအကြီးတန်းမဟုတ်တော့ဘူးဗိမာန်နဲ့ဘုံနဲ့ဗိမာန်နဲ့စားစရာနဲ့ဒီလိုဖြစ်သွားတယ်မတရားရဲ့စိတ်ထက်တန်ရှင်းသွားတာကြည်လင်သွားတာနဲ့တပြိုင်နက်ရုပ်အစင်းမှာကြည်လင်သွားတယ်လို့ဒီလိုပြောတာနော်ရုပ်အစင်းကလည်းအယုတ်ဆိုးအကြီးတန်းတာမျိုးမဟုတ်ဘူးဆင်းစားရမယ်တောက်ရမယ်ဘဝများကလည်းပဲခုချက်ချင်းလွတ်သွားပြီးတော့သူတို့ဟာတရားဓုတရားမြတ်ကိုသိတော့ရုပ်အစင်းကပါကြည်လင်လာတယ်ဒါလည်းခုခေတ်မှာလည်းဒီလိုပဲလေတရားသိလာတဲ့ပုဂ္ဂိုလ်တွေဟာစိတ်ဓာတ်ကြည်လာလို့ရှိရင်သူတို့ရုပ်တွေဟာကြည်နေတယ်မျက်နာတွေကြည်လင်တဲ့အေးချမ်းတဲ့မှုံတိုးတိုးမဖြစ်ဘူးเนาะစိတ်ဟာလူဟာစိတ်ညစ်နေတဲ့လူရဲ့မျက်နာနဲ့စိတ်ပျော်ရွှင်နေတဲ့လူရဲ့မျက်နာတူမှမတူတာဟုတ်မတူစိတ်ပျော်ရွှင်ပြီးတော့တရားနဲ့ပျော်ရွှင်တဲ့ပျော်ရွှင်မှုဟာကြည်လင်ပြီးအေးမြတဲ့ပျော်ရွှင်မှုကာမဂုဏ်အာယုန်နဲ့ပျော်တဲ့အပျော်ကနောက်ကတောကလိုက်နေတာအမြဲတမ်းเนาะအလိုမကျရင်နောက်ကအလိုမကျမှုတွေအမြဲလိုက်တယ်လေအလိုမကျမှုတွေအမြဲလိုက်တယ်အေးဒါကြောင့်မို့လို့တရားပွဲကရတဲ့အကျိုးအမြတ်တကယ်ကိုကြီးမားတဲ့အကျိုးအမြတ်ကိုဒီမိသားစုကရလိုက်တယ်လို့တို့တွေလည်းတရားပွဲကအကျိုးအမြတ်တွေရအောင်တို့တွေအာယုံစိုက်ပြီးတော့ကျင့်ဆောင်ကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးဘုရားမြတ်စွာရဲ့ဒေသနာတရားတော်တွေကိုအလေးထားပြီးလေးစားလိုက်နာနိုင်ကြပါစေကုန်သတည်း